ဘယ်သူမှမရှင်ရဲလောက်အောင်ကြမ်းချော်နေတဲ့အစ္စလာမ်မာကာရှက်ရဲ့စံချိန်မှတ်တမ်းများမင်္ဂလာပါဒီပွဲကိုကြည့်ပြီးတော့ဘယ်သူမှဒါဂက်စတန်သားရဲ့နဘန်းစွမ်းရည်ပိုင်းကိုထင်သေးရတော့မှမဟုတ်သလို MMA ဆိုရင်ဒီကောင်တွေကိုစင်ခေါ်ထိုးမဲ့ stand fight ဆရာကြီးတွေပါဆိုတဲ့ကောင်တွေလည်းရှိလောက်တော့မှမဟုတ်ပါဘူးကာဗင်နဲ့အစ္စလမ်တို့သွေးတောင်ညီကိုတွေကလည်းချုပ်ကွက်ကြီးနေပဲနိုင်ယူနေတာပြင်းဖို့ကောင်းတယ်ဘာညာဆိုတော့ပရိသတ်ရဲ့မိကုန်းတွေကိုအင်တာဗျူးတိုင်းလိုလိုမှအခုလိုဖြေဖို့ပါတယ်ဒါက MMA ပြိုင်ပွဲပဲလေဗျာကိုကမြညာပေါင်းစုံအသုံးပြုလို့ရတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့အားသာတဲ့အရာနဲ့ပဲနိုင်ယူမှာပါပဲတကယ်လို့ဒီလိုမျိုးချုပ်ကွက်တွေကိုမကြိုက်ဘူးဆိုရင် MMA လာမပြိုင်နဲ့ဘောက်စင်သွားထိုးဆိုပြီးခြေပခဲ့ပူတာပါကာဗီတို့အစ္စလမ်တို့ပြောတာကလည်းမှန်တာပါပဲ MMA ပြိုင်ပွဲဖြစ်လို့ဒီဒါဂက်စတန်သားတွေကဝေကလေးကဝဝင်ပေါက်တွေနဲ့နဘန်းလုံးလာတာဖြစ်ပြီးတော့တောင်တန်းတွေနဲ့ဝင်းရံထားတဲ့အရက်ဒေသမှာကြီးပြင်းလာခဲ့တဲ့ကောင်းတွေမို့လို့ဘသူလာမမှုတဲ့ကောင်းတွေမျိုးပါပဲစေရုပ်တွေလို program ရေးပြီးတော့ခိုင်းရင်ခိုင်းလို့ရတယ်လို့မျိုးပဲဒီကာဗီတို့ဒါဂက်စတန်သားတွေကလည်းတိုက်ခိုက်ဖို့တကူရဲ့အတွက်မွေးဖွားလာခဲ့ကြသူတွေဖြစ်လို့တိုက်ခိုက်နဲ့ပတ်သက်ရင်တော့လှည့်ကြည့်နေကြတာမလို့ကြတဲ့သူတွေဖြစ်ပါတယ်အခုလဲကျွန်တော်ရဲ့မှတ်တိုင်တစ်ခုအောင်မြင်မှုအနေနဲ့ UFC လို promotion ကြီးမှာ W Champion ဖြစ်ချင်ပါသေးရဲ့ဆိုပြီးတော့တဖွာဖွာပြောနေရှာတဲ့အစ္စလမ်ကသူပြောတိုင်းပဲသူကစားနေတဲ့ lightweight တန်းကနေ welterweight တန်းတက်ချလာပြီးတော့လက်ရှိ champion Jadela Madalana ကိုကပတ်စိန်ခေါ်ထိုးတဲ့အထိကိုမှသူ့ရဲ့ weight တန်းနှစ်ခု champion ဖြစ်ချင်စိတ်ကတဖွာဖွာဖြစ်ပေါ်နေတယ်ဆိုတာသိတာနေပါလေအစ္စလမ်မာကာချက်ကို weight တင်တာများပြီးတော့လေးသွားမယ်ဆိုတော့ထင်ကြပြီမြေဒါဂက်စတန်အိမ်ရှေမင်းသားကတော့အတိုင်းထက်လုံတကုံနဲ့ကုတ်ကားလိုတောင်ပြောရမလို့လန်ဆန်တက်ကြွနေတာပါပဲမချီမှာတော့ Jadela Madalana ကအကွာဝေးတစ်ခုယူပြီးတော့ထိန်းကစားပြီးမြဲဒါဂက်စတန်သားတွေရဲ့ signature ဖြစ်တဲ့ခြေဆွဲကွက်ကိုတော့မရှင်းနိုင်ပါဘူး။ဘောလုံးဆက်ကူကတ်တယ်လို့ပဲအစ္စလမ်ကပဲပထမချီကိုဝင်လုံးထားတာနဲ့ပဲအသာရခဲ့တာလို့ပြောလို့ရပါတယ်။ဒုတိယချီမှာလည်းအစ္စလမ်မာကာချက်ကပို့ပြီးတော့အသာရခဲ့တယ်လို့ကောင်းပါတယ်ဆိုတဲ့အော်စီသားကလည်းဒူးကြားလောက်ပြသွားတာတွေလည်းကျွန်တော်မတွေ့ခဲ့ရပြန်ပါဘူး။အော်စီသားရဲ့ကောင်းပါတယ်ဆိုတဲ့တိတ်တောင်း defense ကလည်းအစ္စလမ်မာကာချက်အတွက်ကတော့ထမင်းစားရေတောက်ပါပဲ။ပြောလဲပြောချင်းစရာပါအစ္စလမ်ကငဖဲထုလိုမျိုးတန်စကာဝိုင်းထဲမှာ Jadela Madalana ကိုထုလိုက်ထောင်းလိုက်ချုပ်ဖို့ကြိုးစားလိုက်နဲ့တတိယအချီကလည်းပြေသွားခဲ့တာပါလေးချီမြောက်မှာအော်စီသားလေးပြန်မလာနိုင်သေးပါဘူးခြေဆွဲမင်းသားအစ္စလမ်ပြုသမျှနှုတ်နေရတဲ့ဘဝကိုရောက်နေစေလို့ပြောလို့ရပြီးတော့တန်စကာဝိုင်းတောင်းကပ်ပြီးတော့မချုပ်ခံရအောင်တမဲပါပဲမြင်းသားအောင်ဘယ်လိုပြောရမလဲဆိုရင်တော့အစ္စလမ်ကဝင်လုံးလိုက်ချုပ်ဖို့ကြိုးစားလိုက် Jadela Madalana ကရှောင်ထွက်လိုက်နေပဲစတုထချီကအချိန်ပြေသွားပါတယ်နောက်ဆုံး၅ချီမြောက်မှာတော့မထူးဆက်ခင်းရမယ်အစားJadela Madalana တယောက် race မယူရတဲ့အတွက်တပြားဟောင်းကြီးပဲအဖွင့်ခံရသေးပါအဲဒါကြောင့်လောက်ကများများဆာလေးမရခဲ့ပဲနဲ့လေးကြီးစလုံးမှာ Jadela Madalana နှိမ်သွားပြီဆိုတာပြောစရာတောင်လုံးမထင်ပါဘူးအလဲတဘို့မျောလင်းချက်ဖြစ်တဲ့နောက်ဆုံးချီမှာလည်းဘေးနောင်ဖောင်ဖြတ်ဖို့တွန့်ဆုတ်နေတာရေတစ်ဖက်ကအစ္စလာမ်မာကာရှက်ဖြစ်နေတာရဲ့ကြောင့်နောက်ဆုံးမှာတော့ Jadela Madalana တယောက် UFC welterweight champion ကပတ်ကိုအစ္စလမ်ထံလက်လွတ်ခဲ့ရပါတယ်အစ္စလမ်ကတော့သူစကားတိုင်းမတူညီတဲ့ weight တန်းနှစ်ခု champion ဖြစ်လာခဲ့တယ်လို့အန်ဒါဆန်ဆေးဗာရဲ့တမိုင်းတစ်လျှောက်နိုင်ပွဲဆက်အများဆုံး16ပွဲဆိုတဲ့စံချိန်ကိုလိုက်မိသွားခဲ့ပြီလည်းဖြစ်ပါတယ်အစ္စလမ်ကဂျိုဝိုင်းပြင်ပမှာကာဘစ်နဲ့မတူဘဲနဲ့အစားနောက်တန်းတဲ့ fighter တူဆိုပေမဲ့တန်စကာဂျိုဝိုင်းတဲမှာတော့ကာဘစ်လိုမျိုးပဲစံချိန်မှတ်တမ်းတစ်တွေကိုရေးထိုးပြနိုင်တဲ့စွမ်းဆောင်ရည်ပြပွားတဲ့ fighter တူဆိုတာအငင်းပွားစရာမရှိတော့ပါဘူးစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ